ကြံခိုင်တိုက်ပွဲဝင်နေကြတဲ့သူရဲကောင်းများတော်လှန်ရေးသမားများမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုအရန်လဲကျေးဇူးတင်တယ်အရန်လဲဂုဏ်ယူတယ်ဒီနေ့ဒီအချိန်ထိကိုတိုက်ပွဲဝင်နေကြတာဟာကျွန်တော်တို့ရဲ့အောင်ပွဲတစ်ရပ်ပါပဲဒီထဲမှာပေးဆက်မှုတွေကအကြီးကြီးဖြစ်ခဲ့ကြပြီပေးဆက်ခဲ့ကြပြီကျွန်တော်တို့ဆက်လက်ပြီးတော့တိုက်ပွဲဝင်နေကြတဲ့အခါသမယမှာအားလုံးညီညွတ်နဲ့နီးဗျူဟာလေးတွေကိုရှာဖွေပြီးတော့တိုက်ခိုက်ဖို့ကအရေးကြီးပါတယ်သူတို့ပြစ်နေတာယူတီးတီးနဲ့ဝင်ပြီးတော့တိုက်ခိုက်နေရတာရင်ထဲမှာလည်းကြည့်လို့မြင်လို့မကောင်းဖြစ်နေတယ်ဒါပေမဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့တတ္တိကိုတော့အရန်ချီးကျူးတယ်ဒါဘာဖြစ်လို့လဲဒီစစ်အာဏာရှင်အစိုးရတရက်ဖြစ်လာမှာကိုလူတွေကမလိုလားလို့တေးမယ်ဆိုတာတိတိနဲ့ဖမ်းခံမယ်ဆိုတာတိတိနဲ့ရိုက်ခံရမယ်ဆိုတာတိတိနဲ့တိုက်ပွဲဝင်နေကြတာဒါတော်ရုံတိုင်းကိုတတ်တိနဲ့တော့မရပါဘူးကဘာမှာမြန်မာပဲရှိပါတယ်ဒါကြောင့်မို့လို့လေကျွန်တော်တို့ရဲ့ဒီຫນွေဦးတော်လာကြီးကမုတ်ချအောင်မြင်ရမှာကျွန်တော်တို့နိုင်ငံတွေမှာရှိတဲ့ပြည်သူလူထုရဲ့အင်အားကအခြားသောသူတွေရဲ့အင်အားတဲ့ကိုပိုကြီးပါတယ်ကိုယ်နိုင်ငံထဲမှာရှိတဲ့အင်အားနဲ့ကိုယ်အနိုင်ယူခြင်းအပြင်ပို့ပြီးတော့ဂုဏ်ယူဖို့ကောင်းပါတယ်တခုပါပဲဗျူဟာလေးတွေပြောင်းဖို့နဲ့ဗျူဟာလေးတွေကိုစဉ်းစားတတ်ဖို့နဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့နောက်မှာရက်တည်နိုင်ဖို့ကအရေးကြီးပါတယ်ဒီနေ့နိုင်ငံတွင်းမှာမြင်နေရတဲ့ပဋိပက္ခတွေအကောင်းတွေအဆိုးတွေအားလုံးကိုခြုံငုံပြီးကြည့်လိုက်လို့ရှိရင်အဓိကတရားခံကဒီစစ်ကောင်စီပါပဲစစ်ကောင်စီရဲ့ရုပ်မှပက်ဆက်အနိုင်လိုမှုရန်ရှာမှုမနာလိုဝန်တိုမှုတွေကသူတို့ရဲ့လောက်ရပေါ်မှာမူတည်နေပါတယ်ယနေ့ရန်ကုန်မြို့ရင်းမှာတင်မကနယ်အသီးသီးမှာတော်ရောမြို့ပါမကြာမြန်မာတနိုင်ငံတလွှားလုံးမှာရင်ဆိုင်နေကြတဲ့ပြည်သူတွေကိုကြည့်လိုက်ပါအနီဘက်လည်းမပါဘူးအစိမ်းဘက်လည်းမပါဘူးဒီလိုမျိုးမဟုတ်ပါဘူးအနီကမှအားပေးတယ်အစိမ်းကမှအားပေးတယ်ဆိုတဲ့ပုံတံမျိုးနဲ့မဟုတ်ပဲနဲ့ဘသူအတွက်မှမဟုတ်ပဲနဲ့နိုင်ငံတော်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့တိုက်ပွဲဝင်နေကြတယ်ဆိုတာသိတာပါတယ်ငါတို့နိုင်ငံကြီးကိုဒီစစ်ကောင်စီအစိုးရဆက်လက်အုပ်ချုပ်မယ်ဆိုလို့ရှိရင်နောက်လာမဲ့မျိုးဆက်တစ်တွေရဲ့အနာဂတ်ကပြောင်းလဲသွားရလိမ့်မယ်ချိုးနှိမ်ခံရလိမ့်မယ်ဆုပ်ယုပ်သွားရလိမ့်မယ်ဆိုတဲ့အတိနဲ့တိုက်ပွဲဝင်နေကြတာပါဒါတိုင်းနဲ့ပြည်နယ်14ခုလုံးမှာတိုက်ပွဲဝင်နေကြတဲ့လူတွေရဲ့စိတ်ဓာတ်ပါအဲ့ဒီစိတ်ဓာတ်ကိုအရန်ချီးကျူးတယ်လူတွေရဲ့ကြွေးကြော်သံကအရင်ဖေဖော်ဝါရီ1ရက်နောက်ပိုင်းစခြင်းကြွေးကြော်သံနဲ့မတူတော့ဘူးအခုကရင်ထဲကပေါက်ကွဲလာတဲ့အတန်တွေဖြစ်လာပြီရင်ထဲမှာမခံနိုင်တဲ့အတန်တွေဖြစ်လာပြီရင်ထဲမှာနာကြီးရဲ့အတန်တွေဖြစ်လာပြီဒီအတန်တွေကိုကျွန်တော်တို့မြင်နေရတယ်ကြားနေရတယ်ဒါပေမဲ့ကျွန်တော်တို့မပါခဲ့ရဘူးကျွန်တော်တို့မပါနိုင်ခဲ့ဘူးကျွန်တော်တို့မစွမ်းဆောင်နိုင်ခဲ့ဘူးဒီအတွက်စိတ်မကောင်းအဲ့တော့မြန်မာနိုင်ငံထဲမှာရှိတဲ့ပြည်သူပြည်သားအားလုံးကိုအရန်ဥညွတ်ပါတယ်
ဒီရက်ပေါင်း90လောက်ထိကိုဆက်လက်အောင်ပွဲခံတိုက်ပွဲဝင်နေကြတဲ့ပြည်သူလူထုရဟန်းရှင်လူအပေါင်းအလွန်လေးစားပါတယ်အလွန်ချီးကျူးပါတယ်ကျွန်တော်တို့နိုင်ငံတွင်းမှာကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့စုစည်းမှုအားကအခုမြင်နေရပြီဒီတိုက်ပွဲမှာလူမျိုးရေးဘာသာရေးဘာမှမပါဘဲနဲ့အားလုံးစူးစူးစီးစီးနဲ့ one nation ဆိုတဲ့ပုံစံမျိုးနဲ့တိုက်ပွဲဝင်နေကြတာကိုလည်းအရန်အားရပါတယ်ဒီနေရာမှာကြုံလို့ပြောပြသေးဒီတိုက်ပွဲမှာဝင်နေကြတာဟာဒီမိုကရေစီအစစ်အမှန်ကိုလိုလားနေတဲ့တော်လှန်ရေးသမားများဖြစ်ပါတယ်အရင်ကပြောနေတဲ့အမျိုးဘာသာသာသနာကိုစောင့်ရှောက်ပါမယ်ဆိုတဲ့လူတွေတယောက်မှမပါပါဘူးဒီလိုလူတွေလည်းဒီထဲမှာမပါသေးဘူးတော်လှန်ရေးပြီးလို့အောင်ဝဲဆင်ပြီးတဲ့အချိန်မှာဒီလိုလူတွေကလည်းလူနဲ့လူပတ်ဝန်းကျင်မှာမရှိသင့်တော့ပါဘူးဒီနေ့မြန်မာနိုင်ငံတလွှားမှာတိုက်ပွဲဝင်နေကြတဲ့ပြည်သူလူထုရက်ကွက်ထဲမှာမြို့ရွာထဲမှာတိုင်းနဲ့ပြည်နယ်မှာနေထိုင်ကြတဲ့လူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုပြဿနာလို့ပြဿနာရှာဖြက်လို့ဖြက်စည်းနဲ့အသက်အိုးအိမ်စီးစိမ်ကိုချင်းချောက်လာတဲ့သူတွေကအများဆုံးကရဲဝတ်စုံဝတ်ထားတဲ့ပြည်သူရဲတွေဖြစ်နေတယ်ဆိုတာတော်တော်အံ့ဩဖို့ကောင်းတယ်ဟိုတနေ့ကတော့အဓိကပြောချင်တယ်တာဝေ168လမ်းမှာရက်ထားတဲ့ကားတွေကိုဘူရိုဇာနဲ့အနိုင်ကျင့်ပြီးတော့ငါတို့လှုပ်လို့ရတယ်ငါတို့လှုပ်ချင်တယ်လို့လှုပ်မယ်မင်းတို့ဂယုမဆိုင်ဘူးမင်းတို့ပြည်သူလူထုကိုဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဘူရိုဇာနဲ့ရက်ထားတဲ့ကားတွေအေးချမ်းချမ်းသူတို့ကသူလမ်းဘေးမှာရက်ထားတဲ့ကားတွေကိုလိုက်တိုက်ထုတ်တယ်ဆိုတဲ့ဖြစ်ရကတော်တော်ကိုအယုတ်ဆိုးအကြီးတန်းလွန်လာတယ်ဒါမဖြစ်သင့်ဘူးအသက်အိုးဝင်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ရဲဝတ်စုံဝတ်ထားတဲ့ရဲဝန်ထမ်းတွေကိုမေးပြရစီမင်းတို့ဒီလိုလှုပ်လို့ကောမင်းတို့မှာဘာအကျိုးမြတ်ရသွားသလဲမင်းတို့ဒီလိုလှုပ်ခြင်းအဖြစ်ပြည်သူလူထုရဲ့မြစ်တာကိုမရဘဲနဲ့ပြည်သူလူထုရဲ့အမုန်းတရားတွေကအကြီးကြီးဖြစ်ကုန်ပြီဆိုတာမင်းတို့စဉ်းစားမိရဲ့လားမင်းတို့မှာသားသမီးတွေရှိတယ်မင်းတို့မှာမိသားစုတွေရှိတယ်မင်းတို့မှာဆွေမျိုးအတိုင်းအဝိုင်းတွေရှိတယ်နောက်တစ်ချိန်ကျောင်းတွေပြန်ဖွင့်လို့ကျောင်းတွေပြန်တက်ပါပြီမင်းတို့ရဲ့သားသမီးတွေမင်းတို့ရဲ့မျိုးဆက်တွေမှာသူ့ရဲ့အဖေရော2021ຫນွေဦးတော်လာရေးတုံးကပြည်သူလူထုတွေကိုညှဉ်းပန်းနှိပ်စက်ရိုက်နှက်ခဲ့တဲ့ရဲတယောက်ဖြစ်တယ်ဆိုတဲ့အတိမျိုးနဲ့မင်းတို့ရဲ့မျိုးဆက်သားသမီးတွေဘလို့ဖြစ်သွားမလဲဆိုတာမင်းတို့စဉ်းစားမိရဲ့လားမင်းတို့တိုင်းသူပြည်သားပြည်သူလူထုကိုဒီလောက်ထိရဲဆက်ဆက်ကြီးမင်းတို့လုံနေတာမင်းတို့မှာအုံနောက်မရှိကြတော့ဘူးလားဆိုင်ကြီးကမဖွင့်ရလို့ပိတ်ထားတယ်ပိတ်ထားတဲ့တကားတွေကိုရိုက်ဖွင့်တယ်ဘီယာဘူးတွေယူတယ်အေးပလင်းတွေယူတယ်ဖုန်းဆိုင်တွေကိုမင်းတို့ဖောက်တယ်ဖုန်းတွေယူတယ် accessory တွေယူတယ်မင်းတို့အကျန်းဖက်တခိုးအုပ်စုတွေဖြစ်မှမသိဖြစ်နေပြီပြည်သူလူထုကိုလမ်းပေါ်ပေးမထွက်ဘူးတနတ်ကြီးတကားကနဲ့ချိန်ချောက်ပြီးတော့ပြစ်တဲ့ကောင်တွေထွက်မယ်ပြစ်တဲ့ကောင်တွေထွက်တဲ့ကောင်တွေကိုပြစ်မယ်ထွက်ခဲ့မင်းတို့ကိုပြစ်မယ်ဆိုပြီးတော့မင်းတို့ချင်းချောက်ပြီးအိမ်ထဲမှာနေခိုင်းတယ်ပြီးတော့မင်းတို့ဆိုင်တွေကိုဖောက်တယ်အိမ်တွေထဲဝင်တယ်အိမ်တွေကိုဖောက်တယ်ဝင်တယ်နောက်ဆုံးကဗုဒ္ဓဘာသာဓမ္မယုံတွေကိုမင်းတို့ဖောက်တယ်ဝင်တယ်မင်းတို့ကန်းကုန်နေပြီမင်းတို့ရက်ဆက်ရုံမှမှုတွေကကန်းကုန်မင်းဒါလားပြည်သူရဲမင်းတို့ကပြည်သူရဲတွေမဟုတ်တော့ဘူးမင်းအွန်လိုင်းနောက်လက်ခွေးတွေဖြစ်နေပြီ
Mino a jolly charge you be do. Lambo a guy kindly, Mino a yam hold. A coach a boy pinny. Mino my music is a she. Mino music below cans I am as a mino 20 lever. Do you appear yeva? So that's the garden cool and a mino a tata medium mino music. Not a chamber below pit or I am lay. So she punishment so do I me. Luna lupa winjima mino nilo yara mama ho. Manile mani ado. A cold lambo my young my yes. Tapia luye piecini ya luye mino yeri wa mo bulu lama bione lama leinero. Da yeri mo bu so de sagao lama bione do. Elu biome so lo yin mino pidu she u twa lai. Mino ye tak pho ya mino twa lai do. Pidu ri de pu paung lai do. Mino mo bu so lo shin. Mino hong ne lo mino. We za mya za de aku လုံနေကြတာမဟုတ်လားပြည်သူလူထုရဲ့ပိုင်တဲ့ပစ္စည်းတွေကိုမင်းတို့ဖျက်လို့ဖျက်စီခိုးယူဝေမျှယူနေကြတာမင်းတို့တွေရဲတွေပဲအဲ့ဒါမင်းအောင်လန်ကမင်းတို့ကိုထိုးကြွေးထားတာအခုသူ့ရဲ့လော်သူတို့2.2 million နဲ့ငှားထားတဲ့ lobby ကလည်းပြောပြီးပြီပြည်သူတွေကိုတတ်နေတာစစ်တပ်မဟုတ်ဘူးရဲတွေပါဆိုပြီးတော့မင်းတို့ကိုပြောနေပြီမင်းတို့ကိုထိုးကြွေးနေပြီ နောက်တစ်ချိန်နိုင်ငံတကာခုံရုံကနေပြီးတော့တရားစွဲရင်မင်းတို့ရဲတွေပဲအရင်ဆုံးသေမှာအခုရဲတွေပါဆိုတဲ့ရဲတွေမဟုတ်ဘူးဆိုတာစကားကလာမပြောနဲ့တော့မင်းတို့ရဲတွေပဲလုံနေတာမင်းတို့မဟုတ်ရင်မင်းတို့လမ်းပေါ်ထွက်လိုက်ပြည်သူတွေနဲ့ပူးပေါင်းလိုက်တတိရှိလားမင်းတို့အဲ့လိုကြတော့တတိမရှိဘူးမို့လား လမ်းပေါ်ထွက်ပြီးတော့တိုက်ပေါ်လှမ်းကြည့်မယ်မင်းတို့စိန်ခုံမယ်ရက်ကွက်ထဲကိုဝင်လိုက်ရက်ကွက်ထဲကအိမ်ပေါ်လှမ်းကြည့်မင်းတို့စိန်ခုံမယ်မင်းတို့ထွက်ခဲ့ဘာညာမင်းတို့ပြောမယ်မင်းတို့ဆယ်ရတိုင်းထွာမှုလုပ်မယ်ပြည်သူနဲ့ပူးပေါင်းဖို့ကြတော့မင်းတို့တတ်တိမရှိဘူးမို့လားလက်နဲ့ကြီးတကားကားနဲ့လမ်းထဲမှာရက်ကွက်ထဲမှာမင်းတို့ဝင်ပြီးတော့အော်စိတ်အော်ဟစ်ကျိန်းမောင်းခိုးယူဖျက်ဆီးလုပ်နေတာမင်းတို့ရဲတွေမင်းတို့ရဲတွေ မင်းတို့စောက်ထင်အောင်မကြည့်တော့တာမင်းတို့ရဲတွေကိုတော်တော်ရုပ်မာနေပြီမင်းတို့ရဲ့ပုံရိပ်တွေကလမ်းဘေးမှာရှိတဲ့ဈေးကျိုဈေးကြားမှာရှိတဲ့ခွေးလောက်တော့အဆင့်မရှိတော့ဘူးမင်းတို့ရဲ့ပုံရိပ်ကမင်းတို့ကတင်ထားရပြီးတော့ခိုးယူလာတဲ့သိန်းစီလို့ရတဲ့လူယူတဲ့ဟာရတဲ့ဟာတွေနဲ့မင်းတို့ကအောင်ဝဲခံနေဆိုတဲ့ပုံတွေကိုမင်းတို့က Facebook မှာတင်ရဲသေးတယ်အံ့ဩတယ်ကွာမင်းတို့ကောင်တွေအကုန်လုံးတော်တော်ရုပ်မာတဲ့ကောင်တွေမင်းတို့မဟုတ်ဘူးမင်းတို့မလောက်ပါဘူးဆိုလမ်းပေါ်ထွက်လိုက်မင်းတို့ကြေညာရဲလားကြေညာလိုက်မင်းတို့မဟုတ်ဘူးဆိုတဲ့ဟာကိုထွက်ခဲ့လိုက်လမ်းပေါ်ပြည်သူတွေကမင်းတို့ကို welcome မယ် ကျိုးစိုးနေမှာမင်းတို့ကိုပြည်သူတွေနဲ့ပူးပေါင်းကြည့်ပါလားမင်းတို့ပူးပေါင်းလိုက်ပါပူးပေါင်းတဲ့အချိန်ရောက်ပြီဘာဖြစ်လို့လဲမင်းတို့ရဲ့သားသမီးနောင်လာမဲ့မျိုးဆက်တစ်တွေအတွက်မင်းတို့ပူးပေါင်းနေပြီဒီအချိန်မှာပြည်သူလူထုကအလျှော့ပေးမှမဟုတ်တော့ဘူးအခုရက်ပေါင်း90နာကတ်လာပြီဒီရက်ဒီကြာလဲပြည်သူလူထုကဆက်လက်တိုက်ပွဲဝင်နေဦးမှာပဲ ပြည်သူမှာအင်အားရှိတယ်လက်နဲ့သာမရှိတာအင်အားရှိတယ်စိတ်ဓာတ်ရှိတယ်ခွန်အားရှိသေးတယ်အခုကြာဆုံးသွားတဲ့ပြည်သူလူထုတွေ200ကျော်နေပြီအဲ့ဒီ200ကျော်ရဲ့ဝိညာဉ်ဟာຫນွေဦးရာသီတညမှာမင်းတို့ကိုဒုက္ခပေးလိမ့်မယ်ဝိညာဉ်များနဲ့ကခုန်ခြင်းမဟုတ်ဘူး ဝိညာဉ်များနဲ့ຫນွေဦးတညမှာမင်းတို့ကိုဒုက္ခပေးတိုက်ခိုက်လိုက်မယ်ဆိုတော့မင်းတို့တတိထားမင်းတို့ရဲတွေစောက်ကျင့်မကောင်းတဲ့ရဲတွေ
ဝိညာဉ်များနဲ့တိုက်ခိုက်ခြင်းကိုမင်းတို့ခံရလိမ့်မယ်ပြည်သူလူထုရဲ့ရင်ထဲမှာနာကြီးနေပြီမင်းတို့ကိုပောက်ကွဲနေပြီမင်းတို့ကိုအမှုတ်ချေခြင်းနေပြီဆိုတာမင်းတို့သိထားပါငါတို့နိုင်ငံမှာဖက်စစ်ကျူးကျော်ခဲ့တော့မြန်မာနိုင်ငံပြည်သူပြည်သားတွေပကံရာဇဝင်မှာကြည်လိုက်ဖက်စစ်ဂျပန်ကိုဘလို့တော်လန်ခဲ့တယ်လဲဆိုတာရလက်နဲ့ဆွဲလို့တက်ပင်တော့ကနေနှစ်ကြီးရောင်နဲ့ဝင်ခုတ်ရတဲ့ဇလန်းမျိုးတွေကိုຫນွေဦးတညမှာကြာရှုံးသွားတဲ့ဝိညာဉ်နဲ့အတူပြည်သူတွေလက်တွဲပြီးတော့မင်းတို့ကိုတိုက်ရမယ့်အချိန်ကရောက်လာလိမ့်မယ်မင်းတို့တတိထားတော့ပြည်သူရဲ့အင်အားနိုင်ငံထဲမှာရှိတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရာဇဝင်ထဲမှာအထိရာဇဝင်ထဲကနေယနေ့အထိတွေးမနေခဲ့ဘူးတွေးရဲခဲ့တယ်တွေးနီးနေတော့မယ်ဒါကိုမင်းတို့သဘောပေါက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဆိုတာကမ္ဘာမှာရာဇဝင်မှာနောင်မျိုးဆက်တစ်တွေမှာကြံရည်ခဲ့မဲ့မှတ်တမ်းကဒီຫນွေဦးတော်လန်ရေးပဲအဲ့ဒီရာဇဝင်ထဲမှာကြံခဲ့မဲ့မှတ်တမ်းကိုမင်းတို့တတိထားမင်းတို့ကတစကန်နေဖြစ်သွားပြီပြည်သူလူထုကမင်းတို့အယမ်းနာကြီးသွားပြီလက်မြောက်အရှုံးပေးပါတယ်ဆိုတဲ့လူတွေကိုတော့မင်းတို့ကရက်ဆက်တပ်ဖြတ်နေတဲ့အချိန်မှာမင်းတို့ကိုပြည်သူလူထုကလက်မြောက်အရှုံးပေးရင်လေမင်းတို့ကိုရိုက်တောက်အောင်မှာမင်းတို့ကိုပြန်ပြီးတော့ဂလဲ့စားချေအောင်မှာ service လုပ်အောင်မှာမင်းတို့ကိုဘတော်မှပြည်သူလူထုကခွင့်လွတ်တော့မှာမဟုတ်ဘူးဒီတသက်မှာရဲဆိုတဲ့အသုံးနှုန်းပြည်သူတွေကြားမှာအလွန်ယွန့်မုံနာကြီးနေပြီဆိုတာမင်းတို့သိလားအလွန်ကိုမင်းတို့ကမုန်းနေပြီမင်းတို့မဟုတ်ဘူးဆိုရင်မင်းတို့ပြည်သူလူထုနဲ့ပူးပေါင်းကြည့်လိုက်မင်းတို့ရဲ့နောက်လာနောက်သားတွေအတွက်ပြည်သူလူထုကတာဝန်ယူသွားလိမ့်မယ်ပြည်သူလူထုကအကောင်းမြင်တဲ့ဘက်ကမင်းတို့ကိုကြည်ပေးလိမ့်မယ်အခုတော့မဟုတ်ဘူးမင်းတို့ရဲ့နောင်သားမျိုးဆက်တွေသူတို့ရဲ့ဘဝရှင်လက်နဲ့သေသွားပြီအဲ့ဒါမင်းတို့ကြောင့်မို့လို့မင်းတို့ရဲ့အမှားတွေကြောင့်မို့လို့မင်းတို့ရဲ့ရက်ဆက်ရုပ်မာမှုတွေကြောင့်မို့လို့မင်းတို့ရဲ့အနာဂတ်သားသမီးတွေရဲ့ဘဝရှင်လက်နဲ့သေနေပြီပြည်သူလူထုကဘတော်မှမင်းတို့ကိုအရှုံးပေးမှာမဟုတ်ဘူးမင်းတို့ကိုအမြဲတိုက်ခိုက်နေဦးမှာမင်းတို့လက်နဲ့မချမချင်းမင်းတို့ပြည်သူနဲ့မပူးမပေါင်းမချင်းမင်းတို့ကိုတိုက်ခိုက်နေမှာနီလန်းအသွဲတိုက်ခိုက်နေမျိုးစုံနဲ့မင်းတို့ကိုတိုက်ခိုက်နေမှာအဲ့ဒါမင်းတို့သဘောပေါက်တာမင်းတို့ရဲ့အနာဂတ်ကိုမင်းတို့ဖန်တီးရောကွာဟဲ့အောင်နေရဲတွေမင်းတို့ကိုတဲ့ပြောနေတာမင်းတို့ရဲ့အနာဂတ်ကိုမင်းတို့ဖန်တီးရောတငယ်ချင်းတွေရဲတွေစိတ်မကောင်းဒီစကားပြောရတာမင်းတို့ငါတို့ကတငယ်ချင်းမှန်ပေမဲ့ဒီအချိန်မှာမကောင်းတဲ့ရဲတွေရှိနေလို့ငါရဲတွေအကြောင်းပြောရတာမင်းတို့မခံနိုင်ဘူးမင်းတို့ငါ့အပေါ်မှာမကြည်ညိုဘူးမကြည်ပြူဘူးဆိုလို့ရှိရင်လေ sorry ပဲကွာမင်းတို့လမ်းခွဲလိုက်တော့ငါနဲ့ငါပြောကြရှိရတော့ငါပြောရတော့မှာပဲငါနိုင်ငံသူနိုင်ငံသားတွေ
မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေငါရင်နာလုံးလုံးငါပြောရမှာမင်းတို့ငါတငယ်ချင်းဖြစ်ကလက်မခံနိုင်လဲဒိုးတော့ကွာငါလည်းမင်းတို့ဂုမ်ဆိုင်တော့ငါပြောကြရှရင်ငါပြောမယ်မင်းတို့ရဲတပ်ဖွဲ့ကလူတွေရက်ဆက်ရုံမာမှုတွေတနေ့ရက်တနေ့ဆိုးလာပြီဒါတခြားအကြောင်းအရာတွေရှိသေးတယ်မပြောချင်သေးဘူးမင်းတို့နှစ်ကြောင်ပေးလိုက်တယ်ဖြစ်မှာဆိုလို့မပြောချင်သေးလို့မပြောသေးတာဒါလမ်းပေါ်မှာရက်ဆက်ရုံမာမှုအပေါင်းတွေလောက်ပဲငါပြောချင်သေးတာပြောနေသေးတာတော်တော်လူတွေကယွန်ရှာမုန်းတီးနေပြီမင်းတို့ကိုငါတို့ကအားကိုးခဲ့တာရိုက်ရော်အေးချမ်းတာယာရေးအတွက်ငါတို့ရဲ့ပြည်သူလူထုရဲ့အခွန်တွေနဲ့မင်းတို့ကိုလာစားတွေပေးခဲ့တာပြည်သူလူထုထမ်းဆောင်ထားတဲ့အခွန်တွေနဲ့မင်းတို့ကိုလက်နက်တွေဝယ်ပေးခဲ့တာပြည်သူလူထုထမ်းဆောင်ထားတဲ့အခွန်တွေနဲ့မင်းတို့ကိုနေစရာတွေပေးခဲ့တာအခုရိုက်ရော်အေးချမ်းတာယာရေးအတွက်မဟုတ်ပဲနဲ့ရိုက်ရွာအေးချမ်းမှုကိုဖြိုခွင်းနေတဲ့ပြည်သူရဲတွေဖြစ်နေပြီမင်းတို့စဉ်းစားပေါ့ကွာပြည်သူတွေနဲ့မင်းတို့ပူးပေါင်းတင်သလားပြည်သူတွေနဲ့ဆက်လက်ပြီးတော့တိုက်ပွဲဝင်တင်သလားပြည်သူတွေပေါ်မှာထားတဲ့မင်းတို့ရဲ့ရုပ်မာတဲ့စိတ်ကိုမင်းတို့ဆက်လက်ပြီးတော့ရှင်တောင်မင်းတို့ဆက်မွေးတော့မှာလားမင်းတို့စဉ်းစားတော့ဒါပေမဲ့မမေ့နဲ့ပေါ့နွေရာသီညတညမှာမင်းတို့ညက်ကြဆုံးခံအောင်ဘလို့ဖြစ်လာမလဲဆိုတာစောင့်ကြည့်တာပေါ့မင်းတို့အဲ့အချိန်ကြမှာကဲပါယူပါတစားစားမလုပ်နဲ့လာမပြောနေတော့အဲ့အချိန်ကြတော့ sorry ပဲ game over ဖြစ်နေပြီအဲ့အချိန်ကြရင်မင်းတို့ဘယ်သူမှတနာမှမဟုတ်တော့ဘူးနော်အဲ့ဒါတွေသဘောပေါက်တာမင်းတို့ကိုဘာကြီးပဲလောက်ခိုင်းထားတယ်ပဲပြောအထက်အမိန့်လို့ပဲပြောမင်းတို့မှာစိတ်ဓာတ်ဆိုတာရှိတယ်မင်းတို့မှာအတိဆိုတာရှိတယ်မင်းတို့စိတ်ဓာတ်နဲ့မင်းတို့အတိနဲ့မင်းတို့လောက်ရမယ့်အလုပ်ကိုဘယ်သူကပဲခိုင်းမင်းတို့စိတ်ပါမှလုပ်လို့ရတာမင်းတို့စိတ်မပါရင်လုပ်လို့မရဘူးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးဒီတော်လန်ရေးမှာဆက်လက်တိုက်ပွဲဝင်နေကြတဲ့ပြည်သူလူထုရဟန်းရှင်လူအပေါင်းgeneration Z အပေါင်းလူငယ်တွေရွချွန်တိုက်ပွဲဝင်နေကြတာနေ့တိုင်းတိုးတက်မှုတွေရှိလာသလိုကြဆုံးမှုတွေလည်းရှိလာတယ်တို့ပြည်သူတွေလိုချင်တဲ့စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကြီးကိုမင်းတို့အမြန်ဆုံးရမှာပါမင်းတို့မျှော်လင့်ထားတဲ့မင်းတို့ရဲ့အနာဂတ်တွေပြန်လဲရှင်သန်နိုးကြွားလာမှာပါဒီစစ်ကောင်စီမင်းအောင်လိုက်အစိုးရမဟုတ်ပါဘူးတဘုံအုပ်စုကိုမင်းတို့မလွဲမသွေမှုချမင်းတို့အောင်မြင်မှာယုံကြည်တယ်မင်းတို့ဒီလောက်ရက်ပေါင်း90အထိကြမ်းကြမ်းခံတိုက်ပွဲဝင်ခဲ့တာကိုမချီးကျူးဘဲနဲ့ကိုမနေနိုင်တာဒီကောင်နေစိတ်ထဲမှာတပတ်10ရက်လောက်တွင်မှာမင်းတို့ကြဆုံးသွားမယ်လို့ပဲသူတို့တွက်ထားတာဒါပေမဲ့ထင်တာတဲ့အစပေါင်းများစွာမင်းတို့ရဲ့ကြမ်းကြမ်းခံတိုက်ပွဲဝင်မှုပါပေါ်ပေါက်လာတဲ့အချိန်မှာဒီကောင်တွေရဲ့မင်းအောင်လိုက်တဘုံတပ်ဖွဲ့ရဲ့အကြံစီရမရှိတော့ဘူးဒါကုန်ပဲဒီတဲ့ဒီသူတို့မှအကြံကောင်းညံကောင်းမရှိတော့ဘူးဒါကြောင့်မို့လို့ပြောရတာမင်းတို့နိုင်မှာမင်းတို့ရဲ့အောင်ပွဲကမဝေးတော့ဘူးနိုင်ငံတွင်းမှာရှိတဲ့အင်အားကြီးအကြီး
ဒီကောင်တွေကိုမင်းတို့တိုက်နိုင်တယ်မင်းတို့လုံနိုင်တယ်မင်းတို့တော်လှန်နိုင်တယ်ဆိုတာငါယုံကြည်တယ်မြောက်ပေးနေတာမဟုတ်ပါမြင်နေရတာနေ့တိုင်းမြင်နေရတယ်နေ့တိုင်းကြည့်နေရတယ်ဒီတိုက်ပွဲอยู่အဲ့တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားနဲ့ပြည်သူလူထုအပေါင်းကြံ့ကြံ့ခိုင်တိုက်ပွဲဝင်ကြပါအောင်မြင်မှုကမဝေတော့ပါဘူးလက်တကမ်းလို့မှရောက်နေပြီလိုအပ်တဲ့ပစ္စည်းစရာတွေအချိန်တိုင်းတော့ရောက်မှာပါစစ်စင်ရေးတစ်ခုဆိုတာလွယ်လွယ်နဲ့အတုံးချလို့မရပါဘူးနိုင်ငံတကာမှာလည်းဒီလိုပါပဲ plan ဆိုတာရှိပါတယ်တွားရမယ်လမ်းကြောင်းတွေကလည်းရှိပါတယ်ရုတ်တရက်ကြီးလှုပ်လို့မရတဲ့အရာတွေလည်းရှိပါတယ်ဒါကြောင့်မို့လို့အားလုံးကိုအတိပေးပြသည်အောင်မြင်မှုကမဝေးတော့ပါဘူးယနေ့အထိကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြတဲ့ပြည်သူတွေဆက်လက်ပြီးတော့ကြံ့ကြံ့ခိုင်ပေးပါဘယ်နေရာမှာပဲဖြစ်ဖြစ်ဘာပဲလုပ် plan ဆိုတာရှိပြီးသားပါအခုမင်းအောင်လိုင်းစစ်အုပ်စုသူတို့မှာ plan မရှိခဲ့လို့သူတို့ဒုက္ခရောက်နေတာပြည်သူလူထုကိုချင်းချောက်လိုက်ရနိုင်ခေါင်းပါရဲ့ဆိုပြီးတော့မထားခဲ့တဲ့ plan မရှိခဲ့တဲ့ plan ဒါကြောင့်မို့သူတို့ဒုက္ခရောက်မှာဒုက္ခရောက်နေတာသူတို့ထင်တယ်လို့ဖြစ်မလာတာအဲ့တော့ကျွန်တော်တို့နိုင်ငံထဲမှာရှိရပြည်သူလူထုတွေဒီလိုဒီအချိန်ထိဒီတိုက်ပွဲကိုဆင်နေကြတာဒီတိုက်ပွဲကိုဝင်နေကြတာအောင်မြင်မှုအတွက်ဆိုတာယုံကြည်ထားပါအောင်မြင်မှုလည်းအမြန်ရောက်မှာပါအားလုံးရဲ့ရင်ဘတ်ထဲမှာအားလုံးရဲ့နှလုံးသားထဲမှာဘလို့နာကြီးဘလို့ခံစားနေရမလဲဆိုတာမြင်ကြည့်လို့ရတယ်ကြည့်ကြည့်လို့ရတယ်အချို့သောမလိုလားအပ်တဲ့မဖြစ်တဲ့သတင်းပေး informa များခမများတို့လေမြန်မာနိုင်ငံတွင်းမှာရှိတဲ့တန်း90ကျော်တဲ့ပြည်သူတွေကပြည်သူတွေပါပဲအဲ့တော့ခမများတို့လေပြည်သူလူထုကိုဒုက္ခမရောက်စေတော့ပါနဲ့သတင်းပေးတွေမလောက်ကြပါနဲ့တော့ပြည်သူလူထုဒုက္ခရောက်ရင်ခမများတို့လည်းဒုက္ခရောက်မှာပဲဒီနေ့မြန်မာနိုင်ငံမှာအားလုံးကအတူတကွဒုက္ခရောက်နေကြတာစီးပွားရေးဘာမှလုပ်လို့မရတော့ဘူးကျန်းမာရေးဘာမှလုပ်လို့မရတော့ဘူးပညာရေးဘာမှလုပ်လို့မရတော့ဘူးအားလုံးကအတူတကွဒုက္ခရောက်နေတာဒါကိုခမများတို့ကရင်နစ်တဲ့သူကိုဝါကူလို့ထိုးကြအောင်ပါလားဒီ informa တွေကိုကျွန်တော်မေးချင်ပါတယ်မလောက်ကြပါနဲ့တော့ခင်ဗျားတို့သတင်းပေးရက်တန်းကရက်ကြပါတော့အားလုံးအတူတကွလက်တွဲပြီးတော့တိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်အောင်ခင်ဗျားတို့တွေပူးပေါင်းပါဝင်ကြပါတော့လမ်းပေါ်မှာပြည်သူတွေတေကုန်ကြပြီခင်ဗျားတို့သတင်းပေးလိုက်တော့ခင်ဗျားတို့ကဘာအကျိုးမြတ်ရမှာမို့လို့လဲအခု CDM လုံနေတဲ့လူတွေကိုလည်းခင်ဗျားတို့ကသတင်းပေးတယ်အခု CDM လုံတဲ့လူတွေအကုန်လုံးစိုးရွံ့နေရတယ်ကြောက်ရွံ့နေရတယ်မလုံကြပါနဲ့တော့ CDM လုံနေကြတဲ့ဝန်ထမ်းတွေအားလုံးအယလုံးကိုလေးစားပါတယ်ယနေ့အထိခင်ဗျားတို့ကြံ့ကြံ့ခံပြီးတဲ့အတွက်ဒီဟောင်းတွေပို့ပြီးတော့ဒုက္ခရောက်နေကြရတာပါခင်ဗျားတို့လည်းမလေးစားဘဲနဲ့ကိုမနေနိုင်တော့တာအလုံးကိုလေးစားမိပါတယ်နိုင်ငံရဲ့ရန်ရာကြီးရက်တန့်တော့ခင်ဗျားတို့လုံနိုင်ခဲ့တယ်ခင်ဗျားတို့အောင်မြင်ခဲ့တယ်ခင်ဗျားတို့ရဲ့အနာဂတ်အတွက်ခင်ဗျားတို့ရဲ့ရင်းပေးခဲ့တယ်ဒီအတွက်
အလွန်ကိုလေးစားလွန်အားကြီးတယ်အလွန်ကိုလေးစားတယ်ဆက်ပြီးတော့တိုက်ပွဲဝင်ပေးကြပါဒီအောင်မြင်မှုရရှိရတဲ့တနေ့ခမည်းတော်ရဲ့အကျိုးခံစား권အကြီးကြီးဖြစ်လာမှာပါတခဏသာဒုက္ခကတသက်စာအတွက်ပါပဲတသက်စာကောင်းစားရေးအတွက်ပါပဲကျွန်တော်တို့ဒီတိုက်ပွဲယူရအောင်တိုက်ရမယ်နိုင်လဲနိုင်နေပြီနိုင်အောင်လဲတိုက်ရမယ်နောက်သားရဲ့အနာဂတ်အတွက်ယနေ့လူငယ်မျိုးဆက်တစ်တွေရင်းနှီးပေးဆက်နေရတယ်ဒါကကောင်းတဲ့အတိတ်ကောင်းတဲ့နမိတ်ပါပဲအဲ့တော့နိုင်ငံသူနိုင်ငံသားတွေအားလုံးရဲ့အနာဂတ်အတွက်အသက်တွေစတေးပြီးသွားရတဲ့လူတွေတိုက်ပွဲဝင်နေကြတဲ့လူငယ်တွေအားလုံးအထူးဂုဏ်ယူပါတယ်အထူးလေးစားပါတယ်ဆက်လက်ပြီးတော့တိုက်ပွဲဝင်ပေးကြပါအားလုံးတညီတညွတ်တွေတွန်းရွေ့ပါတယ်ဒီမင်းအွန်လိုင်းတို့ရဲ့စစ်ခွေးတွေအကြံလဲကုန်ပါပြီကုန်တဲ့လောက်လဲရှိသွားပြီဒီချက်ပို့ပြီးသူတို့မရှိလာနိုင်တော့ဘူးသူတို့ကိုလည်းဘယ်သူကမှဘယ်နိုင်ငံကမှတကဘာလုံးဝအတိအမှမပြုတ်တဲ့ဘဝကိုရောက်သွားပြီဒီတော့ဆက်လက်ပြီးတော့တိုက်ပွဲဝင်နေကြတဲ့လူတွေအားလုံးကိုအထူးလေးစားပါတယ်အထူးဂုဏ်ယူပါတယ်ရွတ်ချွန်ဆက်လက်ပြီးတော့တိုက်ပွဲဝင်ကြရပါမယ်ဗျူဟာလေးတော့ပြောင်းပေးပါညီငယ်ညီမငယ်တို့အထူးလေးစားစွာဖြင့်ပန့်ကြားပြစေဆရာလှုပ်ခြင်းမဟုတ်ပါဗျူဟာလေးတွေပြောင်းခြင်းအားဖြင့်သူတို့ကိုလင်းမြန်အနိုင်ယူနိုင်မှာပါဘသူကိုမှအာမကိုပဲနဲ့မြန်မာနိုင်ငံတွင်းမှာရှိတဲ့ပြည်သူလူထုတွေဒီစစ်ဆိုးရယူဖြုတ်ချနိုင်တယ်ဆိုလို့ရှိရင်တကဘာလုံးရဲ့ယုံကြည်လေးစားမှုကဘာမှာမြန်မာပဲဟေ့ဆိုတဲ့အတန်ကရာဇဝင်မှာတင်ကြံရစ်ခဲ့မှာပါဒီအတွက်အားလုံးကိုအရန်ဂုဏ်ယူနေမှာကျွန်တော်တို့ရဲ့အရေးတော်ဝန်ကြီးကျွန်တော်တို့ရဲ့တိုက်ပွဲကျွန်တော်တို့ရည်မှန်းထားတဲ့စစ်မှန်တဲ့ဒီမိုကရေစီမုတ်ချမသွေအောင်မြင်မှာပါမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးယနေ့မှစ၍တိုးတက်ပြောင်းလဲသောဒီမိုကရေစီနိုင်ငံတော်တစ်ကြီးကိုအရောက်လန်းချီတက်နိုင်ကြပါစေလို့တိုက်ပွဲတိုင်းကိုလည်းအောင်မြင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်